မြန်မာနိုင်ငံမှာပထမဦးဆုံးမီးပုံးပြန်ကိုကိုယ့်ဘာသာကိုတီထွင်ပြီးတော့စီးပြခဲ့တဲ့သူတယောက်ရှိပါတယ်။သူကတော့မီးပုံးပြန်ဦးကျော်ရင်လို့ခေါ်ပါတယ်။သူဒီလိုမျိုးမီးပုံးပြန်နေစပြီးတီထွင်တော့အသက်60ကျော်နေပြီပေါ့နော်။ပြီးတော့မီးပုံးပြန်တွေကို55ခေါက်တိတိစီးပြခဲ့တယ်လို့ဆိုပါတယ်။သူကတော့1883ခုနှစ်မှာဒဝယ်ကပန်းတလဲကြေးရွာအုပ်စုမှာမွေးခဲ့တာဖြစ်ပါတယ်။အစတုန်းကတော့သူကကျောင်းဆရာဖြစ်ပါတယ်။အသက်32နှစ်လည်းရောက်သတင်းစာတွေထဲမှာလေရင်တွေခဏခဏပြက်ကြတဲ့အကြောင်းကိုသူဖတ်ရတယ်ပေါ့နော်။ဒီတော့သူကဒီလိုမျိုးလေရင်ပြက်ကြလို့ရှိရင်အသေးအပြောက်နေအောင်ဆိုပြီးတော့ဒီနီလန်းတွေကိုတီထွင်ကြံစပြီးတော့လေရင်ပုံစံငယ်လေးတွေစမ်းတက်ပြီးထုတ်လုပ်ခဲ့တယ်လို့ဆိုထားပါတယ်။သူ့ရဲ့ဒီဇိုင်းတွေကိုသဘောကျလို့ဆိုပြီးအင်္ဂလန်ကလေရင်ထုတ်တဲ့ကုမ္ပဏီတစ်ခုကသူ့ကိုဒီဇိုင်းဆွဲပေးဖို့ကမ်းလှမ်းတယ်လို့သိရပါတယ်။ဒါပေမဲ့ပထမကမ္ဘာစစ်ကြီးဖြစ်သွားတော့သူနဲ့အဲ့ဒီလေရင်ကုမ္ပဏီနဲ့အဆက်အသွယ်ပြတ်သွားပါတယ်။အဲ့ဒီခေတ်ကမြမအလင်းသတင်းစာမှာလူတယောက်ကဘလို့ရေးလိုက်လဲဆိုတော့တဝယ်ကမောင်ကျော်ရင်တဲ့လေရင်ထွင်တက်လေလို့အရင်ကကြားဘူးတယ်တဲ့ဒါပေမဲ့အခုတော့တေပြီလားမသိဘူးဆိုပြီးတော့သူ့ကိုခနဲ့ပြီးရေးလိုက်ပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံကလူတွေတခုထူးခြားတာလုပ်လို့ရှိရင်လိုက်ပြီးသူများကိုခနဲ့တက်တဲ့ဆဲတက်တဲ့အကျင့်ဟာအဲ့ကတည်းကရှိတာဖြစ်ပါတယ်ဒီလိုနဲ့ဦးကျော်ရင်ကဘလို့ပြန်ခြေပခဲ့လဲဆိုတော့တခါမှလေရင်တစ်စည်းလုံးကိုထွင်နိုင်တယ်လို့တော့မပြောခဲ့ဘူးပေါ့နော်ဒီလိုမျိုးမြန်မာအချင်းချင်းအထင်သေးပြီးနှိမ်တာကတော်တော်ကြီးရှက်စရာကောင်းတယ်လို့ပြောခဲ့တယ်ပြီးတော့ तू ကအခုမသေးသေးတဲ့အတွက်ကြောင့်သူ့အစွမ်းကိုဆက်ပြီးကြည်ပါလို့လည်းစိန်ခေါ်ခဲ့ပါတယ်ဒီလိုနဲ့ तू ကအသက်55နှစ်မှာပင်စင်ယူပြီးတော့ဒီမီးပုံးပြန်ကြီးကိုစပြီးတီထွင်มาတော့တယ်သူဖန်တီးလိုက်တဲ့မီးပုံးပြန်ကြီးကအမြင့်အတောင်90ရှိပြီးတော့အလျားအတောင်100ရှိပါတယ်ဒီမီးပုံးပြန်ကြီးကိုစလုပ်တော့ဒီသူ့ကိုတားကြတယ်ပေါ့နော်ဒါပေမဲ့နောက်ဆုံးအင်္ဂလိပ်ဘုရင်ခံကခွင့်ပြုပေးလိုက်လို့သူ1929မတ်လမှာစပြီးတော့လွှင့်တင်มาတော့တယ်ဒီလိုနဲ့ပဲသူ့ရဲ့မီးပုံးပြန်ကြီးကအောင်မြင်စွာနဲ့လွှင့်တင်နိုင်ခဲ့ပြီးတော့အမြင့်ကို2မိုင်ခန့်အောင်တက်သွားနိုင်ခဲ့ပါတယ်ပြီးတော့ပြန်ပြီးဆင်းလာခဲ့တယ်ပေါ့နော်ဒီလိုနဲ့ပဲဆက်ပြီးစွန့်စားလိုက်တာ1930မှာလည်းတခါမီးပုံးပြန်ပြတ်ကျခဲ့ပါတယ်ဒါပေမဲ့ကံကောင်းစွာနဲ့သူတစ်ကိုင်းပေါ်မှာခိုပြီးတော့ကြံခဲ့တယ်ပေါ့နော်သူကဒဏ်ရာပြန်ကျက်သွားရင်ပြန်စီးပြမယ်လို့လည်းဂရုပေးခဲ့တယ်ရရှိခဲ့တဲ့ရန်ပုံငွေတွေအကုန်လုံးကိုလည်းဒီမြို့မကျောင်းဆောက်လုပ်ဖို့အတွက်လှူဒန်းပေးခဲ့ပါတယ်ဒီလိုနဲ့သူအသက်66နှစ်မကွယ်လွန်ခင်အချိန်ထိမီးပုံးပြန်55ခါစီးခဲ့ပြီးတော့ရရှိခဲ့တဲ့ရန်ပုံငွေတွေအကုန်လုံးကိုလည်းလှူဒန်းပေးခဲ့ပါတယ်ဒီတော့ပြည်သက်ကြီးတို့ဘယ်လိုထင်လဲကောမန့်မှာရေးခဲ့ပါဦး